ပကျဲစိုက်ထားကြပြီအမိုးတွေမလုပ်ဘူးဒါပေမဲ့ဘာနဲ့သူကဘာနဲ့ထိနေဆိုရေနဲ့ထိနေပါလေပန်းစိုက်ထားတာကတလားလောက်တော့ရှိပြီပေါ့ပုန်လေးတွေကလိုက်နေပြီပင်လေးတွေရှင်းသွားပြီပေါ့နော်ကျအဲ့လိုလေးဖို့ထားတာဒီလိုဖို့တော့ကောင်းတာပေါ့လို့ဖို့တော့လေပင်လေးကအကုန်လုံးရှင်းနေပင်နေပဲโอเคတော့ပင်နေမရှိဘူးနော်special လို့ထားတယ်မှာဒါကတလားကြော့ပြီပေါ့လေဒီထားအမိုးကတော့မလောက်တာကြောက်တော့သူစားနေအမိုးလောက်ခိုင်းတာခုဒီအမိုးကမလောက်ရဘူးနော်ဒါတော့ဒီမှာစီမှာဒီမှာပေးထားတဲ့မျိုးသူစီမှာမျိုးပင့်ဆိုရင်800လောက်ရှိပြီပေါ့သူ800ကျော်ပြီသူပေးထားတာဖက်တယ်ဟုတ်ပါတယ်ဒါ800ဆိုဘလောက်မှမသွားဘူးကြာနေပပါပဲနော်ပပင်းလေးတွေဒါနကမောက်ပင်းလေးစိုက်ထားတာနကမောက်မျိုးပင်းလေးလိုချင်မလို့ရပါပြီရှင်ဘာလို့ရှင်သွားပြီအမိုးပဲကျန်တယ်ဒီအခင်းဆိုလို့ရှိရင်တလားရှိသွားပြီ